မျိုးသမီးတဦးဟာမင်္ဂလာဝတ်စုံကိုစမ်းဝတ်ကြည့်နေစဉ်မှာပဲသူမရဲ့ဆေးဆက်ထားသူစီကဖုန်းတကောဝင်လာခဲ့ပါတယ်။သူမရဲ့ဆေးဆက်ထားသူကသူ့ရဲ့အချစ်ဦးနေမကောင်းဖြစ်နေလို့မင်္ဂလာပွဲကိုရွှေ့ဆိုင်းရမယ်လို့ပြောလိုက်ပါတယ်။ထိုစကားကိုကြားချင်းပဲအမျိုးသမီးဟာခေါင်းပေါ်ကတရက်ဘူးနဲ့စားပွားကိုချက်ချင်းချွတ်ပစ်လိုက်ပြီးဆေးဆက်ထားသူကိုရင်ဆိုင်ဖို့အတွက်သူ့ရဲ့ကုမ္ပဏီစီအပြေးလွှားသွားခဲ့ပါတယ်။ကုမ္ပဏီကိုရောက်တဲ့အခါမှာတော့သူမမမျှော်လင့်ထားတာတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့သူမရဲ့ဆေးဆက်ထားသူဟာသူ့ရဲ့အချစ်ဦးနဲ့နန်းနေတာပဲဖြစ်ပါတယ်။အမျိုးသမီးဟာဒေါသတကြီးနဲ့တကားကိုကန်ဖွင့်လိုက်တဲ့အခါမှာတော့သူမရဲ့စစ်ဆက်ထားသူကသူမကိုရိုင်းဆိုင်လိုက်တာတကားခောက်ရမှန်းတော့မသိဘူးလားလို့ပြန်လဲဆွဆွဲခဲ့ပါတယ်။အမျိုးသမီးကစစ်ဆက်မှုကိုဖျက်သိမ်းခြင်းနဲ့လို့တိုက်ရိုက်ပြောလိုက်ပေမဲ့ထိုအမျိုးသားကတော့ငါတို့ကုမ္ပဏီနှစ်ခုကလက်တွဲဖက်တွေဖြစ်နေတယ်လို့လူကြီးတွေကလည်းဒါကိုဘယ်တော့မှသဘောတူမှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ပြီးတော့သူကနိုင်ငံခြားတက္ကသိုလ်တစ်ခုရဲ့ကျောင်းဝင်ခွင့်စာရွက်ကိုထုတ်ပြပြီးမင်းနိုင်ငံခြားမှာပညာသင်ပြီးပြန်လာမှငါမင်းကိုလက်ထပ်မယ်လို့ပြောပါတယ်အမျိုးသမီးဟာထိုเจ้าဝင်ခွင့်စာရွက်ကိုအပိုင်းပိုင်းဆုပ်ဖြတ်ပစ်လိုက်ပြီးဘေးကရေခွက်ကိုယူကာထိုအမျိုးသားရဲ့မျက်နှာကိုပတ်လိုက်ပါတယ်ရှင်နဲ့ဘယ်တော့မှလက်မထပ်ဘူးလို့ကြေညာပြီးထွက်လာခဲ့ပါတော့တယ်ထို့နောက်သူမဟာတငယ်ချင်းဖြစ်သူကိုစစ်ဆက်ပွဲပြတ်သွားကြောင်းသတင်းထုတ်ပြန်ခိုင်းလိုက်ပါတယ်သတင်းကိုမြင်လိုက်ရတဲ့အခါမှာတော့စစ်ဆက်ထားသူဟာမယုံနိုင်အောင်ဖြစ်သွားခဲ့တယ်လို့သူ့အမေကလည်းချက်ချင်းရောက်လာပြီးစူပူကသူမစီဖုံးဆက်တောင်းပန်ဖို့ခိုင်းပါတယ်ဒါပေမဲ့အမျိုးသမီးကသူ့ကို block လုပ်ထားပြီးသားပါထို့အချိန်မှာအမျိုးသမီးဟာတငယ်ချင်းနဲ့အတူဈေးဝယ်နေပါတယ်ငွေရှင်းမဲ့အချိန်မှာတော့သူမရဲ့ဘန်ကက်က AK Frozen ခံထားရတာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဟိုမျိုးသားရဲ့အချစ်ဦးကောင်မလေးကရောက်လာပြီးပတ်စံမရှိလို့မပေးနိုင်တာလားဆိုပြီးလှောင်ပြောင်ပါတော့တယ်အမျိုးသမီးဟာဒေါ်လာတန်းချီတန်းနဲ့ black card ကိုထုတ်ပေးလိုက်တဲ့အခါအားလုံးကအံ့အားသင့်သွားကြပါတယ်ဒါပေမဲ့ဟိုမိန်းကလေးကတော့ဒါခိုးလာတဲ့ကက်ဖြစ်ရမယ်လို့ထပ်မံဆွဆွဲခဲ့ပြန်ပါတယ်ချက်ချင်းဆိုသလိုပဲလူတယောက်ရောက်လာပြီးဒီလောက်မြင့်မြတ်တဲ့အဆင့်တန်းရှိတဲ့သူကဒီလိုဖိုးမတန်တဲ့ black card ကိုခိုးစရာမလိုဘူးလို့ပြောလိုက်ပါတယ်အမျိုးသမီးကလည်းထိုလူကိုမြင်တော့အံ့ဩသွားပါတယ်တကယ်တော့ထိုလူဟာသူမကိုနှစ်ပတ်လုံးရှာနေတဲ့သူမရဲ့အကိုအရင်ဖြစ်နေပါတယ်နောက်ခံဇလန်းအချင်းချုပ်လွန်ခဲ့တဲ့နှစ်ကမွေးစားဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်မိသားစုစီးပွားရေးပျက်စီးသွားခဲ့ပါတယ်ထိုအချိန်မှာအကိုဖြစ်သူကိုသဘောကျနေတဲ့ချအန်တာတဲ့အမျိုးသမီးတဦးကမွေးစားမိခင်ကိုဓာတ်စာခံလုပ်ပြီးသူမကိုအကိုဖြစ်သူနဲ့ဝေးရာကိုထွက်သွားဖို့ချင်းချောက်ခဲ့တာကြောင့်သူမဟာအကိုကိုကာကွယ်ဖို့အတွက်တယောက်တည်းထွက်ခွာခဲ့ရတာဖြစ်ပါတယ်ဟိုဘက်ကမိန်းကလေးကတော့ဒီနှစ်ယောက်ရင်းနှီးနေတာကိုမြင်ပြီးစိတ်ဆက်ထားသူစီကိုသွားတိုင်ပါတယ်ဒါပေမဲ့စိတ်ဆက်ထားသူဟာထိုမိန်းကလေးကိုချက်ချင်းစွန့်ပစ်ပြီးအမျိုးသမီးရဲ့အိမ်စီကိုလိုက်သွားပါတယ်အိမ်မှာတော့အမျိုးသမီးဟာသူမအကိုရဲ့စပင်ကိုအချောက်ခံဆက်နဲ့မှုတ်ပေးနေရင်စိတ်လွတ်သွားကအကိုဖြစ်သူ့ရဲ့ဥယျာဉ်ပြားကိုအပူလောင်စေမိပါတယ်သူမဟာအချောက်ခံဆက်ကိုချက်ချင်းဖြုတ်လိုက်ပေမဲ့မတော်တဆအကိုဖြစ်သူရဲ့ကိုပေါ်ကိုမှောက်လျက်သားပြုတ်ကျသွားခဲ့ပါတယ်ထို့အချိန်မှာအပြင်ကနေတကားလာခောက်နေတဲ့စစ်ဆက်ထားသူကတကားမဖွင့်ပေးလို့ဆိုပြီး baseball တုံးနဲ့တကားကိုရိုက်ချိုးကဝင်လာပါတယ်သူတို့နှစ်ယောက်ရဲ့အနေအထားကိုမြင်တော့မင်းကကိုဟိုးကလေးကတစ္ဆာဖောက်နေတာလားလို့ဆွဆွဲပါတော့တဲ့အမျိုးသမီးကစစ်ဆက်ပွဲကပြတ်သွားပြီးအခုချက်ချင်းထွက်သွားလို့ပြန်ပြောပေမဲ့ထိုမျိုးသားကသူမကိုဆက်လက်စော်ကားနေပါတယ်သူမစော်ကားခံနေရတာကိုမြင်တဲ့အခါမှာတော့အကိုဖြစ်သူကရှေ့ကိုထွက်ပြီးကာကွယ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်ကျမှသာထိုမျိုးသားဟာသူ့ရှိကလူကသူမရဲ့အကိုဖြစ်သူမှန်းသိသွားပါတော့တယ်အကိုဖြစ်သူရဲ့ရှိန်ထုတ်เสียကောင်းလာတဲ့အရှိန်ဝါကြောင့်စစ်ဆက်ထားသူဟာဘာမှမတတ်နိုင်ပဲလှည့်ပြန်သွားရပါတော့တယ်